Hey, ngao mà chết nào đâu mô. Mày chân thản à? Thôi là. Sao này, em cũng cho bây giờ. Bà ta biết rồi, bà ta. Bà ta. Ngà nấu nguyên này là ha. Ha, nấu nguyên này. Này, bà má đi đâu rồi? Ha. Kêu con. Sao mày nè? Mày sao mày nè? Su ba léo à? Ha. Kêu. Mình không má đó luôn à? Mày ấy là chị sao? Ngao, ha ngà bốc của nguyên này là ha. Ô, bốc của nguyên à? Chỗ kia tụi nó cho nó nhau mế mà luôn. Nhau mế mà luôn mế mà lên nhau mế. Ngà bốc của sao à? Ngà cay thế này em lại. Ngà cay thế này em lại. Cay này cho nó chiu ra luôn. Bây giờ ta bây giờ nhớ rồi là, đợt cố tôi nó mua cái này. Đợt cố rồi tại gì bỏ? Ngao nấu này là ngao so cả này là. Nhớ bên rồi tụi nó mấy nó mua. Ê, hadi hata wenga bayu. Sao này là na na. À, sudah lên sudah. Mình là. Chân nó bà. Ê, ngata bó bao để phải lấy xa. Phải lấy xa. Ê, phu tụi nó bắt tu lại hả? Tâm ý mà. Tâm ý đi đó. Ê, tâm ý. Chị phu cao này đó. Ê, hadi hata wenga bayu. Đi thăm ông nhìn chung luôn hả? Ê, ông nhìn trên này số gì? Aku lấy nhau người này để tuân lên nè. Hadi phu này này nhau. Bây giờ là gì? Đi thăm ông bị ông nhìn mày hả? Mà bế ra hả? Mà bây giờ này nó quay bà biết tóm này rồi cả cũng cho lại chạy ra tay nó biết tóm này nó. Ê, tụi nó mà lúc bà này. Ô, cái đi bế bà này. Không, cái đi bế lại đây. Bế ra mày lụp vô mà lệ. Bế ra mày lụp vô mà. Bế ra bà mày. Cái đi bế bà này. Tì ra đây nó. Tì ra đây rồi. Ngà chua bị hết. Bà lông già lẽ luôn. Có dây đi lên cái bà lông già lẽ luôn. Cá đi, cũng là lên cá này. Cái cá gì cá lì. Nghe là đi mà. Lâu ra đây quay ra. Tí này lâu ra đây. Cá. Mâu, cá cũng là đâu à. Bà lấy mà đi. Này, luôn quay lại luôn. Cái thứ quên nào đâu. Một tí lấy dòng nhiều xong nè, nè luôn vô nào vậy? Hay là. Bà tua bà biểu qua đi. Tua bà biểu qua là ngã đâu mì vậy nó. Mì. Nè ta, tôi chả biểu ta nhưng mà đi lề quay gì biểu ta bà biểu qua nào biểu ta. Cô ấy này tâm ý này rồi đấy. Chỉ rồi xúa mà. Ấy, cái đó biểu bà. Xúa bà biểu bà đâu? Xúa xin đi chắc bộ biểu ông nhà má. Anh đâu muốn bôi ông miếu mà đấy. Anh đã dùng bê ra lại lì. Anh đã dùng bô bị ông miếu à? Nói mà nó ông miếu mua cho bà hay. Mâu vậy. Nãy cả tụi bê ra lạiเลยငွေလောက်ပဲရမှာလေမင်းကတကယ်လက်တွေ့တွေကြားဖြစ်နေတယ် ဟုတ်ဘူးလေကိုကယုံကြည်တယ်ပဲလားယုံကြည်ပေးစားလိုက်စမ်းပါ မယုံလို့တော့မရဘူး ပေးစားမှာပေါ့ဒါပေမဲ့နင်းသဘောကဘယ်လိုရှိ ယူမယ်လို့ပြောလိုက် မယူချင်မယူနဲ့ပေါ့ဘာဖြစ်ဒါပဲရှိတာဟုတ်လားခုနလည်းပြီးသွားပြီနက်ကလည်းထွက်သွားပြီမရှိဘာပြောလဲဘာပြောလိုက်တယ် ဒီမှာလက်ကတက်ပြန်ကျမယူစရာလားယူနေမှာမဟုတ်ဘူး ဟဲ့မဲယူဘူးလားဟဲ့မောကြွလာပြန်ပြီလားဟုတ်တယ်နော်မင်းတို့ဂတိမတီးဘူးလုံးဝဂတိမတီးဘူးဟမ်ငါဂတိမတီးလို့ငါကြွတော့မယ်လုံနေချိန်မှာဟိုနာတဲ့တဲ့လေးကြလို့ငါပြန်ဝင်လာတာဟဲ့ ကိုးများနားထောင်နေ ငါပြန်ဝင်လာတာ ဟိုကျွန်တော်တို့ကဘာဂတိမတီးလို့လဲဗျာ ဟမ်စောနာဝါပြောတယ်လေဖူးဖူးနဲ့ဟာဒီလေးပြချင်းတော့လက်နဲ့ပေးသားမယ်ဆိုမပေးသားတော့ဘူးဆိုဟမ်မပေးသားတော့နင်တို့ဖွဲ့ပြီးဘာဖြစ်သွားမလဲဆိုတီးတယ်မလားတော့မမဂတိပေးလိုက်တာ ယူပါမယ် အေးကြတယ်နော် သိကြပါတယ် အေးကြရင်ငါကြွပြီဟဲ့ဘာပြောသွားသေးလဲ ဘာမှမပြောပါဘူး ငါသိပါတယ်ဖူးဖူးနဲ့ဟိုလေးပြချင်းတော့လက်နဲ့ပေးသားလို့ပြောရတယ်မလား မင်းပထမတစ်ခေါက်တော့ကကြတော့မင်းဘာမှမသိလို့ငါ့ကိုတေးချတော့မေးတာငါ့ကိုမေးမရလို့မင်းသူ့တော်ဆွဲမေးလိုက်သေးတယ် ဟိုတော့ဒီစကားပဲပြောမှုပြန်ဝင်လာတာနေမှာပေါ့ပေးသားလိုက်အောင်မြင်သွားမယ်ပေးသားလိုက်လေ ဟုတ်လားသိမကြမိ ငါလည်းမတွေ့ကြားလိုက်ငါတို့အဲ့ချိန်နားလေးနဲ့3မိနစ်အတွင်းနားလေးတော့ အဲ့တော့မပေးသားဘူးပေါ့ ဟဲ့ယူတရား မပေးသားဘူးပေါ့ ယူတရား ဟဲ့မပေးသားဘူးလားဟဲ့ပေါ့
ပြီးရတို့ရနဲ့လို့ဟေးငါ့ဘသူမှတ်လဲဟိ မဟုတ်မလဲရောအမေမနဲ့လေး ငငငရဲ့ကျွေးမို့ ဒီလောက်ကျန်နဝင်လာရဲ့ဘာပြင်းပြရှင် မဟုတ်ဘူးအမေဟဲ့ ကိုကြီးကျော် အမေလို့ ဘာညိုကြီး အမေပါဆိုမှမြင်းမြူရှင်မို့ဟဲ့ အမေမြင်းမြူရှင် ကျွဲနေတာဟေးအမေဝတ်တပုတ် အမေမော်တော်ဘော ရေရင်မသားတဲ့ခြေလုံးထောက်နေရတယ် တီဦးလေးဟောဒါအဖေရေမော အမလေးအော်ဗာမြန်မှတ်နေလေဟဲ့ အမေ မလေးဟဲ့နောက်ဝင်နေဆိုတာလွယ်တယ်မှတ်လို့လား မလွယ်ဘူးလားမေ ဘလောက်ခေါင်းကြောင်းနဲ့မှတ်လဲဟေးငါသားသမီးတွေကြီးပါဖို့အမေကြွလာတာဟဲ့ ဟုတ်ကဲ့ပါအမေ အမေရေရင်ဟဲ့နော် ခဏအဖေ ငွေတို့ရဲ့သခင်ရေတို့ရဲ့ရှင်အမေရေရင်ဟဲ့ကြားရလားဟဲ့ ကြားပါတယ်အမေကြား ကို ပါတ ပြ ယ် ရှိလဲကြီးပါဆယ်ပြရှိလဲကြီးပါမိုးတော်ဓာများရုပ်ပါစိုက်တော်ဓာများနှုတ်ပါဒီလိုလားဟဲ့ မမမေ အေးဟဲ့တာကြီးလာတယ် ဟုတ်ကဲ့ပါမေ ဒီအဖွဲ့နော်နင်တို့ဟာသားဝင်ပါအဖွဲ့ကြီး ဟုတ်ကဲ့ ဟဲ့အလုပ်တွေအများကြီးလုပ်ရဘသူလုပ်နေတယ်ထင်လဲဟဲ့ လောက်တယ်မေဘယ်သူလောက်တာလဲ ဘသူလုပ်တယ်ထင်လဲ ဘယ်သူလောက်တာလဲမေ တွက်လက်နဲ့ခင်လိုက်နဲ့လုပ်တွက်လက်နဲ့ခင်လိုက်နဲ့အဲ့လိုလုပ်တွေလုပ်ရှင်လာအောင်လို့အဖွဲ့သားတွေအောင်မြောင်းလို့ငါတိုက်တွန်းနေဆိုယုံမလားဟဲ့ ရုံပါတယ်မေရုံပါတယ်မေ သမီးလာတယ် သမီးလာလိုက်ပါလာလိုက် မင်းကိုယုံရင်လာတိုင်း လာလိုက် အေးယုံရင်မင်းနဲ့သမီးနဲ့ယူအောင်သမီး ဟဲ့ဟိုကနတ်လေးအဲ့စိတ်တွေဖြောက်ထားရမယ်လေ ဟုတ်လေလေးပြသေးရမယ် အမေတမင်းချင်းမစား မင်းတို့ကြိုက်တဲ့သားကြီးအမလေးဟဲ့ မေ သားကြီး အမေ ငါ့ကိုယူသေးရလားဟဲ့ ရိုးသေးပါတယ်မေ လေးစားရလားဟဲ့ လေးစားပါတယ်မေ မယုံမသိမလေးစားမလုပ်နဲ့နော် လုပ်ပါဦးမေ ဟမ်နင်တို့တွေဗာမြန်အောင်မနေလဲငါ့ကို ဟုတ်ကဲ့ပါမေ မနက်ကစိတ်ကမ်းမှာကတ်ထားတဲ့လေထွက်လို့မရအောင်ဘာသူလုပ်တယ်တင်လဲဟဲ့ ဘသူလောက်တာလဲမေ ဘာသူလုပ်တယ်တင်လဲ ဘသူလောက်လဲမေ ကျိုးချီထားလို့ဟဲ့ ကျိုးလေးဖြုတ်ပေးလိုက်ကြပါသူထွက်ရှင်နေတော့ ကျိုးချီထားတာကိုမပြုံးမိအောင်ငါလုပ်ထားတာ ဟုတ်ကဲ့ပါမေ နင်တို့ဇက်ကာကြီးဟိုတင်းတော့စောင်းသွားတာလေ ဟုတ်ကဲ့ လမ်းသွားရင်ဇက်ကာကြီးစောင်းသွားတာမှတ်မိလားဟဲ့ မမိပါတယ်မေ ဘာသူလုပ်တယ်တင်လဲဟဲ့ ဘသူလောက်တာလဲမေ ညောင်းကနှိမ့်လို့ဟဲ့ ဒီတက်တက်နေပြောပါမေ ဟဲ့ ယုံကြည်ပါတယ် အမေ မေ မယုံမကြည်မလေးမစားမတော့မယုံမသိမလေးစားလဲမို့ရှိခိုးပြီးတော့ဖူးမြော်မှန်လျှော့ကြော့ပါကြီးရှင်ဗျာ အာမသားတွေပါ အာဒုတာဒုတာဒုမယုံမသိမလေးမစားမလုပ်နဲ့ဟဲ့ မလုပ်ပါဘူးမေဟုတ်ကဲ့ပါမေ ငါတို့ဘက်မကျင်တတ်လို့လာတာဟဲ့ ညမချင်တယ်လို့လဲမေ ငါမကြိုက်တဲ့အသားတွေနင်တို့စားကြတယ်ဟဲ့ငါမကြိုက်တဲ့အသားတွေနင်တို့စားကြတယ်ဟဲ့ အမေမကြိုက်တဲ့သားဘာသားလဲမေ အေးမင်းမကြိုက်တဲ့အသားကဝတ်သားဟဲ့ဝတ်သား အမေဟိုတားတို့ဘက်မှာလေမဲသားလည်းမစားဘူးဝက်သားလည်းမစားဘူးဝယ်လည်းမစားဘူးမေ အဲ့လိုတော့စောက်ခစီနေရလေဖဲကောင်စားတယ်လေမင်းသား အမေတားမေပြပါစူပါလင်းမင်းဝက်သားစားလား မနက်ကကြောက်ပြုတ်တဲ့ချမ်းငေါင်းနဲ့ဖဲ့စားနေတာ ကောင်းလားအဲ့လောက်ငါက ဘွဲကချမ်းသာတာဟဲ့ ဘူးလာသမီးလာဒီဘက်ကိုလာခုနတော့မကတဲ့ဟိုညီမလေးဟိုလေ ဟိုဒီဝတ်သားကိစ္စအဲ့လိုဖက်ရပြီးမေးစရာလို့လားလို့ မင်းနေတာလားချင်းတွေ့နေ ချော့မင်းနေတာလေညီမလေးညီမလေးဝက်သားစားလား ချော့ပြီးဝင်သွားအောင်မယ် ဟာတကားလေးပြောရ စိတ်ကြီးဝင်သွားအောင်မယ်လို့ ခလေးကိုချော့မနေတော့ကြတဲ့လေရင်ဘယ်လိုလုပ်မလဲဟိုညီမလေးဝက်သားစားလား အာဟေ့ရောက်ရဲစကားမှမင်းတို့သာအမှုစစ်လို့တော့ငါပြီးတော့မှအစီအုံပြေးနေမှာ တရားပါပြီးသား နက်ကကွက်ကုန်နေပါညီမလေးစားလား စောင်းကို စားဦးတော့မဲသားရော စားမင်း ဘာဖြစ်လဲ မင်းသားစိတ်ပြောင်းလိုက်ဘလို့လေပေးနေတာလဲ မေးပေးနေဟိုမင်းမစား ဝတ်သားစားလာမေးတာသူကကလေးမွေးတော့မယ် မစားပါဘူးဗျ မစားဘူးမေမစား ကမလေးနေလဲမြင်မြန်ဖြစ်နေနေအရသာခံတယ်ဟလား မစားဘူးမေ မစားတာသေးကြလား သိကြပါတယ်မေသိကြပါတယ်မေ ဟဲ့စူပါလင်း စားပါဦးမေ မစားဘူးသေးကြလား သိကြပါတယ် ဒီဘက်ကလေဖြတ်ထားတဲ့ကီးပုတ် အော်ကိုကျော်ကြီးသူလည်းမစားဘူးဝေ မင်းလည်းဖော်ရပြီနော်ဘာဘူးနဲ့ဂျက်လီကိုလွတ်လိုက်ပြီသလား ဟုတ်ကဲ့ပါကိုကျော်ပဲဒီထက်တော့မဟုတ်ဘူးလေ သူစားလေ မစားဘူးကေဘီစီယာလေးကေဘီစီယာလေးမစားဘူးကင်မရာမန်နေမေ ရွှေပြီးဘွဲ့တွေစားလား စားလား နမ်းမြိုင်ဘွဲ့တွေစားလား စားလားစားတယ် စားလေ စားလား ကိုငင်းချမ်းစားလား မစားဘူးနော် ဘူးမမစားဘူးသေးကြလား ခဏလေးပါမေကမလေးကိုတေးကြချော့ပြီးပြန်မေးလိုက် ခလေးမလေးကိုရတော့မမင်းနဲ့တော့မင်းတို့မစားတာသေးကြလား သိကြပါတယ်မေ ဘသူမှမစားဘူးပေါ့ ဘသူမှမစားပါ ဘသူမှမစားရင်အမေစားတယ်အမေကိုရိုက်တယ်ကြီး ဟုတ်လေအမေကြီးညူလိုက်တာအမေကြည့်တတ်မအောင်စိတ်ညလုံးနဲ့ပြုံးတဲ့သူချင်း ဟိုတည်းများမျက်လုံးနဲ့ပြုံးတဲ့တကယ် မျက်လုံးမဟုတ်ဘူးလား
ညက်မျက်လုံးနဲ့ပြုံးတဲ့တခင်နွားမျက်လုံးနဲ့ပြုံးတဲ့တခင် ရှင်းစာခေါ်တာဖြစ်နေပြီမသားရဲ့ မျက်လုံးနဲ့ပြုံးတဲ့တခင် ကိစ္စသားသမီးတွေကြီးပွားဖို့အမေရောက်လာတာဒါကြီး ဟုတ်ကဲ့ပါဗျာ နော်ငါသားတွေကြီးပွားအောင်လို့အမေစောင့်ရှောက်မယ်ကဲမမယ် ခဏလေးပါမေအမေကိုဖော်တော့စမ်းပါဗော အော်အေးငါသားကြီးတိတတ်တယ်အဲ့ဒီကောင်အောင်မြင်ဦးမှာ ဟုတ်ကဲ့ပါမေအမေဖော်တော့ဆက်ကမှာခဏလေးစောင့်တော့မင်းနော် အေးရတယ်ငါသားကြီးတိတတ်တယ် အမေ ကျွန်တော်ကိုစိတ်မပြတ်ဘူးလား အမေရှုပ်ရှုပ်ခက်နေအမေတော့ပါမေမေကိုဘာလို့ဆက်တာပါလဲပြန်ဆွမှာတော့ပြေ ဆောက်ဘလောင်းမထဲနဲ့တပွားတော့မပွားသေး အမေကအငွေ့ပဲသုံးဟုတ်တာဗောအမေကအငွေ့ပဲသုံးဆောင်တာလေရောအတွေ့မရဘူးမီးတော့တက်လိုက် အဲကောင်ကနေမှတောက်လို့ဆိုနေတိုင်းဖိုင်းချနေ အမေ အမေလည်းဒီကဇက်ုံမရှင်တော့ကြောက်တယ်သား အမေကဟိုအတွေ့မဟုတ်နဲ့အငွေ့သုံးဆောင်တာဆိုတော့ဒါအမေကိုအငွေ့ဆက်တာပါ အေးအမေကငွေပဲသားကြီး ဒါမေသုံးဆောင်လို့ရပါပြီမေသုံးဆောင်လို့ရပါပြီမေအဆင်ပြေလားမေဘာဖြစ်လဲ ကောင်းလို့ ဟောလူကောင်းနာတုံးလို့မိကတော့ အော်ဒီကရုံးလို့ပဲသား ဟောစွာလေးရေဟာအမွေးနဲ့သားတွေစက်တာမေ အေးအမွေးနဲ့သားလေးသားအမွေးဆက် နဲ့သားလူတွေ အမွေးဆက် အမွေးဆက်တာမနော်မေနော်အမွေးဆက်တာမနော်မေနော်အမွေးဆက်တာ နင်တို့ရိတ်လိုက်ပြီဆိုတော့သား ဟုတ်ဘူးပထမရင်မွေးပလင်ကိုဒီတက်ထိုးထားတာအခုအပြင်မှာကြံခဲ့လို့အဲ့ဒါလမ်းတောင်းနေရတာဆက်တာရေမွေးလေးမှမရချက် မေးတကယ်မေးကိုလှလှပပလေးဖြစ်တော့အမေကပြောတယ်နှခမ်းမွေးနေနော် အမေကအပေါ်နှခမ်းအောင်နှခမ်းမားတာ ကဲဟုတ်ပြီမေးဘာဖြစ်လဲမေး ကောင်းလို့ အမေကတောက်ချောက်ကောင်းအမေကကောင်းရင်ငိမ့်ခံနေလေမေးသူများကြောက်တော့ပြောအောင် ဟေးမိတင်ဆိုရောက်နေတယ်လားဟေးအမေသမီးကြီးမိတင်ဆိုရောက်နေတယ်ပြီ ဟုတ်တယ်မေး အမေကိုဖွာတော့လာဆက်ဆက် ဖွာတော်ကြီးထုတ်ပေးလိုက်စမ်းပါ မစောကားရဲ့ဦးမိတင်ဆိုမစောကားရဲ့ ဒါနဲ့လည်းမရောက်ဘူး မိတင်ဆိုကဲငါကြိုက်တာတဲ့ကျန်းတယ် ဘလို့ကြမကိုင်းတယ်ဘလို့လောက်ကြမလို့ အမေဟောအမေလိုတဲ့ပုံစံမျိုးလေးတွေပြောပါသားတို့အကုန်လုံးဆက်တက်ရကူညီ အမေပြန်တော့မဟေး အမေပြန်လို့မရသေးဘူးလေမေး အမေသမီးစားဖြုံးအောင် မေးဦးလေးတာတို့ရဲ့အဖွဲ မ ကြီး နေ့ကနောက်ကျလို့ဆိုဦးကြီးသမီးမစားဘူး တာတို့အဖွဲကြီးဒီတက်အောင်မြင်အောင်အမေအဲ့ဒါကိုတာတို့ကြီးပွားအောင်လို့အမေ အဲ့လိုကြီးပေါင်းလို့ချီးကားနဲ့တိုက်ခဲ့မယ်တိုက် ကြီးပွားအောင်လို့မေတာတို့ကြီးပွားအောင်လို့မေတာတို့ ဘာလို့မလဲ မီးစားပြရမယ်လေ ဟောမီးစားတာဒီနေ့မှမီးရှိလို့တယ် ဟုတ်လေအမေတို့တာဂျိုတင်ပြီးတော့တောင်းမှနေတယ် ရိုးသေးတဲ့ကောင်မိုးချိုးပြင်းမဲ့ကောင် မီးစားပြပါနော်မီးစားပါ မကြီးနဲ့မြောက်ပေးတယ်လို့ဖြစ်နေတယ် တော့ရမလုပ်ပါနဲ့မီးစားပြပါနော်တို့ မစားလို့မရဘူးလား ကားလေးဆောက်ပါမယ်ကားလေးဆောက်ပါမယ်ကားလေးဆောက်ငယ်ကြောညံ့နေလားဟုတ်လားမေ ခဏလေးစား အမေအမေမီးစားဖို့လေးမေ တတိုင်းလောက်ဆိုတော်ပြီလေသရောင်းဆိုင် တိုင်းတော့လောင်းဆိုင်နေတော့လွင့်သွားမှာဆို လေတိုက်နေတဲ့ခါကျတော့အမေရဲ့အမေကလည်းဘာလဲနဲလို့လားအမေကလည်း ပြောင်းနိုင်တယ်လေ ဟာမင်းပဲနဲတယ်ဆိုအမေရုပ်ကြည့်သားသိတာဗောအမေဘာလိုအပ်နေလဲဆိုတာသားသိနေခါအမေ ဘယ်ချိန်နဲ့ကြိုတင်ချက် တအားနဲလို့အမေ လောင်းတကူလုံးလောင်းသွားပါစေဗျာနှစ်ဖက်ခွဲလိုက်ပါဟာ ရတယ်အမေနှစ်ပတ်မခွဲပါဘူးအမေကလည်းတစ်ဖက်တည်းကျတော့ပိုပြီးမီးတော့ကြီးတာဗောပြောမေအမေ မလေးအားကြီးတဲ့ကျတော့မင်းစားမယ်တော့ ဟုတ်ကဲ့ပါအမေခဏလေးဒါလေးနည်းနည်းလေးချွတ်မှရ အမေအဝတ်စားတွေကတန်မိုးရှိလို့ပါအမေ အမေရင်ဆိုတာဒီမှာအင်ကြီးတွေ ရေးရှားလေ ရှားလေမေ ရင်ရှားငါဘော်လီမပါဘူးမမိတင်စုံကောက်လမ်းဆိုးလိမ့်မယ် အခါတည်းအဆိုးခံတာနော်အဆိုးခံလိုက်သူများကကြတော့တောက်လျှောက် ဘာလို့ထောက်ချောက် ပြောဆိုနေတာလေခုအလေးကြတော့ဆန်းနေ ဟာကြည့်ပြီးသဘောကျ ဟဲ အမေကနိုပြားမလေးနိုပြားမလေးတင်းစင်ဆက်လို့ဆိုအိုးအေးချိုးရွှေဘူးရွှေ မေမကြီးအမေမကြီးကျောင်းနဲ့ရင်နဲ့ကွာမှာဆိုလို့မူလီလေးတွေစုပ်ထားတာအမေမလည်းမူလီလေးနဲ့စူပါလေးမိမမူလီပါလား ငါမှလည်းမူလီနေနဲ့ပဲ ကျွန်တော်မလည်းမူလီပါတယ် အေး
အမမူလီပါလား ဟင်ဘာ သိပါသလုံးမင်းကြသေးတယ်လေ ရှိတဲ့စပွန်ဆာတွေပြန်ရုပ်သွားဦးတာဘာဖြစ် သူတို့မူလီကိုမြန်မာဆိုလို့လက်ပိုက်ထားကြတယ် အေးလို့ပါအေးလို့ပါ ရပြီအမေဟဲ့အမေ ဒီမှာအဲ့လိုမျိုးကတော့ငါတို့က ready ပဲ အမေမီစာအမေမီစာအမေမီစာအမေရောက်နေစီသေးလား ဟာတော်ပြီလေတော်ပြီလေလောက်ဆိုလဲလောင်ပါတယ် နည်းနည်းတော့ငါဝယ်ခိုင်းတော့အကြီးကြီးဝယ်ခိုင်းတော့ ဟုတ်တယ်ဝါသူပြောင်းတယ်ဒီချိန် အဲ့ မ ဒါ ရဘူး ၄တိုင်လောက်တော့ထဲလိုက်ပြီးသွားပြီ အေးလို့ နော်အမေနည်းနည်းလေးတီးထားပါလား မေကိုလူထွက်ချင်အောင်မလုပ်နဲ့ မေ ခေါင်းမောင်းပေးရတာ ခေါင်းမောင်းပေးတယ်ခေါင်းမောင်းပေးတယ်ခေါင်းမောင်းပေးတယ်မေအမေဟုတ်ပြီအာ ဟေး ဒီကမှာလားဒီကမှာအမေကမှာလေအမေရော အေးဒါတော့တို့တောက်ရောက်ပါပြီ ဟေးခက်ချင်းနဲ့လက်သားရေ ကျန်ကျန်လေးဟေး အမေအောက်မှာရှိနေတဲ့ဟိုကိုယ့်ရဲ့သားသမီးတွေအဲ့လိုလူလည်းမကြောက်ဘူးတဲ့မလားအမေကစားတာတော့မှမှုတ်ပြီးမှစားတယ်နော် အမေရတာခဏဂျပန်ကားတွေကြည့်တယ်ရဲပိုင် ပုတ်တယ်အမေသားတို့မြင်လိုက်တယ်ဖူးတော့ပုတ်ပြီးတော့မှအမေပတ်သက်ကြီးတော့မူးဆိုထိုးထည့်တာလေအမေအောက်ကမြင်နေမလားမြင်တော့ငါမောင်ရောအော်တို့ကမြင်နေတယ်အမေအဲ့လိုမလုပ်လေ ဒါတော့တို့ကယုံကြည်လို့ မီးတော်ကြီးပါဇက်ကိုပိတ်ထားတာအမေကဤစောနန်လို့လား အမေအဲ့လိုမလျအောင်လေကိုယ့်ရဲ့သားသမီးကြီးပွားတိုးတက်အောင်အမေတေချာမီးစားပြလိုက်ပါ ဟေးကြည့်ပါဦးမင်းစား ဟေး အမေနှခမ်းမွေးတွေကုန်ပြီတော့အမေနှခမ်းမွေးတွေကုန်ပြီကြက်မွေးမိမြိုက်တော့မညော်ကြဘူးလား ကျောင်းသားလေးတွေထွက်လာတယ်မင်း အမေ ဟေး ပူလိုက်ရင် ဟဲပူတာ ပူတာမပူတာအမေအားတွေလည်းရွက်နေတယ်မေ ဖတ်ဒီပါထွက်လာပြီ အမေသမီးမစားနိုင်တော့ရင်တနတ်စာတက်တာပါ ဖိုက်ကလေးတက်ပေးပါ ခ ဗျာ မညာအော် ဘာပြောလို့ စက်ရမှုနဲ့လင်ငယ်လေးနေရလားလား ဘာဘူးအောက်ကပြောနေတာဟုတ်ကဲ့ပါဟိုသားပြောပေးမှလေရတယ်အမေကသားပြောပေးရင်ရတယ်ဟုတ်ကဲ့ပါ အမေများသူ့မိတို့မှတ်နေလားမသိဘူး အမေအောက်ကဟိုမမတွေကပြောနေတယ် အားပြောတယ် အမေမီး မပြန်ညာသေးဘူးလား သမင်းဆိုင်လာပြန် အောက်ကမမတွေကပြောနေတယ်အမေမီးစားပြတာဟုတ်တယ်အရန်သဘောကျတာပဲတဲ့အမေကင်တာလေးဒီလိုကြီးတယ် အားရတယ် အမေကဂျပန်ကားလေးကြည့်တယ် ဟုတ်တယ်မီးစားဒီလိုစားပြသွားတာတဲ့အရန်သဘောကျတာဟုတ်ကဲ့ပါပြောပေးပါမယ်ဒီတစ်ခါကျတော့လက်ပေါ်ဖျောင်းစက်တွေချပြပါရလာပေါ့အမေကဒါမျိုးလုံးချင် ယုံ နေတာ ကြည်လို့ပါအမေ ဒါမျိုးလုံးချင်နေတာအမေရုပ်တော့ရုပ်ကြည့်ဒါ အ လုံး မေနတ်သမင်အစည်းအဝေးရှိတယ်ပြန်လာဦးမယ် အမေပြန်လို့ပြန်ကြလို့မရသေးဘူးမေကို တန်ရောစင်ကြီးထွေမိပြီကွယ် သူညာတက်စာကျွေးနေတာကြာနေတာဟုတ်လက်ဝေးပါမလို့မေ အရင်လောင်းကုန်တာ အောက်ကသားသမီးတွေကပြောနေတယ်ဟာဒီလက်ပေါ်ကိုဖျောင်းဆက်ချပြပါတော့ချပြလိုက်ပါဦးရေဒါဘကိုယုံကြည်ပါလေ သမီးတို့အမေချပြမှာ မဟုတ်ဘူးလေဖျောင်းဆက်ချပြပါ ချပြတာငါလည်းအမှုကြီးတဲ့ဟိုတပြည့်မပြောရဲပါ ဟုတ်ကဲ့ပါ အမေချပြမယ်သမီး ဖျောင်းဆက် ငါသိတယ်လို့ ဖျောင်းဆက်ပြီးတော့ထဲထဲပြောပါဟုတ်ကဲ့ပါအမေလောက်ပြမယ်ကဲအမေလက်ပေါ်ဖျောင်းဆက်ချပြတာမြင်ချင်းလက်ခုံးလေးတစ်ချက်လောက်တီးပြီးအားပေးတော့ဖုံမင်းလက်ကုပ်ပြီးတဲ့အထံမဟုတ်ဘူးဂျပန်ကားတွေကအတန်ဖြစ်နေတယ် တီးတယ်ဟုတ်ပါတီးတယ်โอเคဟေး အများသားသမီးကူပေါင်းမြောက်ပဲဟလား လက်တော့ လက်တောင်မခတ်နဲ့အမေကသားသမီးတွေရှိပါအဲ့လိုမလုပ်ပါနဲ့အမေချတာချော်ပြီးချနေတယ်အမေ ကလေးတွေမနိုးသေးလို့အတိုင်း အမေမင်းဒီဘုတ်တင်ခဲ့တဲ့အမေကဒီလိုလုံနေလေမလဲအောင်လေမလဲအောင်လေအမေ အမေကိုကြီးကျော်နဲ့ဘီယာသာမှာချိန်တာ အမေ ပြန် ဘာဖြစ်နေလဲအမေပြန်ကြွလို့မရဘူးလေအမေ ပူပူလေးနဲ့ကောင်းတာတော့ အန်ဂျီလေး ဓမ္မနေလားအမေတေချာလုပ်ပြပါကိုယ့်ရဲ့သားသမီးတွေယုံကြည်နေတဲ့ကိစ္စအမေယုံကြည်ပြတ်အောင်လုပ်သားမှာကြည့်နေတာ ဘူးမှလည်းမယုံပါဘူးဟောတေးပါစေဆိုပြီးကြည့်နေကြတာပါ ဟေးဟေးပူလားမေ ပူဒ
တာအမေတွန့်နေကောက်ခွင်းနေတယ်မေ ဒီလောက်စာကိုစားရတဲ့မငွေသိန်းအိမ်အောင်မဆွဲလုံပြုံ ဘာလို့လောက်ပါတော့ စပူဆွဲပြီးရိုက်အောင်မယ် ခမညာအာ မင်းနဲ့ဆက်ဝင်ရကြိုက်နေရလား ပအောက်ကပြောနေတာစက်ရုံမူတာပါလာတဲ့အကုန်လုံးကလေကိုတလက်ရဲတဲ့တစ်ချက်လောက်တဲ့ ဖာကြတာဟဲ့ ဟုတ်ပြောတော့ပြောတယ် အောက်ကပြောတယ်သူနဲ့ကိုတဲ့ရင်ချင်းဆက်တယ် तू ဘာပြောချင်တယ်လဲဆိုတာကို မလဲအဖတ်ဖတ်တွေဖြစ်ကုန်ပြီ ပြောနေတယ်ကိုခင်းလိုင်းကိုတဲ့ဒီတက်ပို့ပြီးတော့ယုံကြည်အောင်အမေကိုပေါ့နော်လက်ကိုတဲ့မီးရှို့ပြပါ ရှင်လက်ကြက်ကင်တယ်လို့ဖြစ်ကုန်တော့ ဟုတ်တယ်ကိုသားသမီးလေးပဲစီးပွားတိုးတက်အောင်လို့ ယုံကြည်သွားအောင် ယုံကြည်သွားအောင်လို့နော်မင်းနော်အာကုမနော်အာကုမနော်ကော်ဖီကိုနှစ်ထုတ်တော့ပို့ထည့်လိုက်နော် တဲပေးမယ်တဲပေးထမ်းပါတာလေ နော်မင်းနော်အမေနည်းနည်း အားလုံးပြီးတော့ကြီးပါအောင်လို့အမေပရိပဒါလို့ပြ မီးစားပြမယ် နော်မီးစားပြီးပါပြီလက်ပေါ်လည်းဖျောင်းသားချပြပြီးဒီခါတော့လက်ကိုချိုးတော့ရောကနေချက် အမေပူလိုက် ပူတာ အမေပူတာမပူတာဂျိုင်းမွေး အားရဝင်းသားကိုရီတာနော် ဂျိုင်းမွေးဆိုတယ် မှတ်ထားတဲ့အယုတ်ကိုစက်ယုံလာခဲ့ဟုတ်မယ် အမေပူတာမပူတာနော် ကျိုင်းပွေးလည်းမရှိတော့ဘူး ခမညာ အာခေါ်ပြပြီလား ပြောပြန်ပြီလား အော်တော့ပြပါဘောလို့ သူ့မြန်ဝလုံးကောင်းနဲ့စောင့်ထိုးလိုက်သလားဟုတ်မယ်လို့ အမေအောက်ကမမတွေကပြောနေတယ်အမေကိုပြောပေးပါတဲ့မိစားတာလည်းယုံကြည်ပါပြီလက်ပေါ်ဖျောင်းတဲ့ဆက်ပြတာလည်းယုံကြည်ပါပြီဒီမှာမီးရှို့ပြတာလည်းပူမီးရှို့ပြတာလည်းအမေပူသွားပါတယ် ယုံကြည်ပါ တယ်ဒီတစ်ခါဒီတက်ပို့ပြီးသားသမီးတွေကြီးပွားအောင်လို့တဲ့အမေမျက်နှာပေါ်ဖျောင်းသက်တွေချပြပါလက်ခုပ်တီးတယ်ဖုံ ဒီစက်ယုံကလူတွေကသူများအသားနိုင်ရင်ရှိတာလားအဲ့လို ဒုက္ခရောက်ရင်ပြောနေတာလေသူက နော်မင်းနော်သားသမီးတွေလုပ်ပေးလိုက်ပါမေရဲ့ပို့ပြီးတော့ကြီးပွားတိုးတက်သွားတာပေါ့ သမီးတွေပဲ ကိုကြီးပြတ်တော့မလို့နေလဲပူလားကိုကြီး သူပူလားမပူလားမသိတကောလုံးမီးကျွန်းသွားတာအခုချိန်ကြီးမဲတူးနေပြီတော့ ဘာလို့အဲ့ပြလုံးကိုထွင်ခဲ့တာလဲလို့စိတ်စည်းမှုခေါင်းလိုက်တာနောက်လူတွေလိုက်လို့ရတာ အမေရဲ့လုပ်ပေးလိုက်ပါမယ်ကိုယ့်ရဲ့သားသမီးတွေပဲမေရဲ့နော် သားသမီးတွေဆိုလုံးလို့မရအောင်ငရေကြီးခုံမှာပေါ့ ဟုတ်ဘူးလေ ယုံကြည်လား ဒီတောင်လို့မျက်နှာပေါ်ဖျောင်းသက်ချပြပါ အမေဘက်ကတကောပြ ဖျောင်းနိုင်များဝယ်ခဲ့ပါဆိုတဲ့ဟာကိုကွာ ဟောဝါသူဖျောင်းတယ်ဝေရခက်တယ်ကွာ မေမေလုပ်ပေးပါမေ ဟေးမျက်နှာပေါ်ချ အခုလုံးရတယ်ဗျကျွန်တော်ခြေတော့ခွေမွေးတွေမီးလောင်ကုန်ပါမှာပေါင်ကျဲကုန်ကြရောက် ပူလိုက် တားရပူတော့ ဒီပဲပူလဲငါပူတာပေါ့သတော်သားရဲ့ ကဲဒီပြလုံးလေးကတော့ပြိသက်သဘောကျမကျဆိုတာတော့ကျွန်တော်တို့မသိဘူးပေါ့နော်comment တွေရန်ကြည့်မှာပဲသိမှာပေါ့ဒီကကျွန်တော်တို့ရဲ့ဒီမူရင်းပိုင်ရှင်ဖြစ်တဲ့ကိုငင်းငန်းအကိုကြီးကျွန်တော်တို့ဒီပြလုံးလေးမှာမူတည်ပြီးတော့အကိုရဲ့အမြင်လေးသုံးသပ်ပေးပါဦးခင်ဗျ ငါကိုယ်တိုင်ကသဘောကျပြီးတော့ရည်နေတာ ဟုတ်လားကိုကြီး တို့ဂျာထဲမှာဖောက်တဲ့အလုံးလေးတွေဗာလေးရစအကုန်လုံးကောင်းနေတာဟောတက်လက်ကလည်း
ထည့်ပြီးရလုံလေးဖြောက်ပြီးရလုံလေးကောင်းတယ်ညီလေးရဲ့ရုပ်ခါနေနဲ့ပြောတာဆိုတော့အဲ့လိုလည်းကောင်းနေတာငါကိုနဲ့ကိုသဘောတိုင်ငါထိုင်ပြီးနေတာ ဒါနဲ့ငါစိတ်ပူတယ်အဲ့လိုမူရင်းပိုင်ရှင်တွေရှေ့မှာကရတဲ့ခါကျတော့ကျွန်တော်ကလေဟိုအကိုကြီးတို့လောက်တရေမဆိုင်မှာအစ်စ်မကြမှာအဲ့ဒါလေးစိတ်ပူတာပေါ့နော် အကြံဉာဏ်လေးပေးမယ် ဟုတ်ကဲ့ခင်ဗျ နောက်ထပ်ပေါ့ညီလေးတို့ကတီထွင်တတ်တယ် ဟုတ်ကဲ့ခင်ဗျ အဲ့ဒါမေးရင်အခုနောက်ထပ်အခုတော့ဒါအခုညီလေးကကသွားတာအခုကကတော့ခဲ့တဲ့ပုံစံတိုင်းပဲ ဟုတ်ကဲ့ အဲ့ဒါဘာလေးထပ်ပြီးတော့ဖြစ်ရင်ကောင်းလဲဆိုတော့ကျတော့အမေရင်ရောက်လာပြီအမေဆိုအမေကိုနဲ့ချော့မှာပေါ့အဲ့တော့လူငယ်တွေလူငယ်ဆိုအမေကိုလူငယ်ဆန်းဆန်းကျွန်တော် rapper ကြီးနဲ့ချော့အမေရေးရင်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 မင်းလှုပ်လို့ရှိရင်မင်းလှုပ်တတ်ပြီနောက်ကပါပြီဒါဆိုလည်းရည်ပြီအဲ့ဒီမှာခုနကဟာလေးကိုလေတခုအကြံပေးနေတာဦးညညာဒီမီးစားတာ ဟုတ်ကဲ့ မီးဖျောင်းတက်ချတာ ဟုတ်ကဲ့ အောက်ကတကယ်အစ်စ်တီမီလက်ကိုပြောင်းတီးဘူးလေ အာ အဲ့တော့တကယ်အပူခံတယ် အပူကကျွန်တော်မိမခဏနေကျွန်တော်ခဏနေ ဖျောင်းနေပြီလေအဲ့လေးတေးချလုပ်ပြေး ဖျောင်းနေလည်းပြန်ယူရ ဖျောင်းနေလေးမီးချင်းနေပြီ ဟုတ်ကျွန်တော်လည်းနီးလေးရတာပေါ့ အေးရတကယ်အစ်စ်အမှန်လူပဲပေးသက်ကတကယ်ထင်ပြီးတော့ကိုလို့တာ ဟုတ်ကဲ့ ဒီရက်မှာခုတာကုနောက်စားလို့ဘယ်လောက်လို့ဒါလုံးလို့စားရင်လုပ်ကြည့်အဲ့ဒါနီးစက်ကဘာလဲဆိုတော့ပူရဆိုတော့ဒီ ထပ်လောင်တာပေါ့ ပူတာဒီမီးညွန့်ကပူတာအဲ့တဲ့မီးညွန့်ကဒီလိုလာရင်အညွန့်ကဟိုကမကြံခဲ့တယ်အဲ့တော့လူ ဩ ဒီလိုဆွဲရတယ်ဒီတိုင်းထိုးရင်ပူတယ် ပူတာပေါ့ အဲ့တော့ဒီလိုဆွဲလိုက် ဟုတ် ဒီလိုဆွဲခြင်းအပြင်မီးညွန့်ကဟိုမကြံခဲ့တယ်ပူတော့ခုနကလက်ပေါ်ချတဲ့ခါကျတော့လေ ဟုတ်ကဲ့ လက်ကခုနလိုပဲဒါတို့တကယ်အစစ်မှန်ချမယ်ဆိုလို့ရှိရင်ဒါတို့ပူပြီပေါ့ ပူတာပေါ့ပူတာပေါ့အဲ့လောက်ပူတယ် အဲ့တော့တကယ်အစစ်မှန်ချတယ်လို့ပဲမကြီးအဝေးကနေလမ်းကြည့်ဒီလိုချရင်ပူကတ်ချရင်ပူတာပေါ့ဒီလိုလောက်ရတယ် အမြင်ကြီးရနေစား အဲ့တော့ဒီကြားထဲမှာလီယာထဲမှာဖျောင်းနေနည်းနည်းလေးအေးသွားတယ်အေးသွားတဲ့ပြေကိုဘာပန်းနိုင်မှုရှိရမလဲဆိုဒီဘောဖျောင်းချက်ကတည်းကချပြီ ဟုတ်ကဲ့ဩ ဒီလိုရှောက်မချနဲ့ကြောက်ချရင်ပူမှာအဲ့တနေရာတည်းပဲချမကြီး ကျွန်တော်ကြလေရှောက်ချတာမိမနဲ့စကားစကားသိမ့်ပြတာတတိယနဲ့ချတော့ကြာလေ ဟုတ်တယ်ဖြစ်တာပေါ့တနေရာတည်းကျလည်းဖောက်တယ်ဖြစ်သွားတာပေါ့ ဒါဆိုကြာဒါကျွန် မ တော် တော့ဘာကြီးอ่ะကျွန်တော်တို့ကလုံကြောပြောတာ ဟဲ့လေ ကျွန်တော်ကအခုမှသိတာပေါ့နော်ဒါကျွန်တော်ငငယ်လေးရတယ်သိခဲ့တာဒါဆိုဦးညညဒါဆိုလိန်ချခဲ့တာပေါ့ အေးမဒီကစီးအောင်ရောစီးအောင်တာပေါ့ ကျွန်တော်မိမလည်းအဲ့တော့လိန်နာတာကျွန်တော်မနေ့ပေါင်ခွာတာ အေးတော့ဝါတာဟုတ် ဘာတွေပြောရမသိကွာ တော့ဝါတော့သဘောကျတယ်အဲ့ဒါမှကြည့်ဒီမှကြည့် ဩတကယ်နော်ဟုတ်တာဗော အဲ့ဒါ ဦးညင်းကလည်းပြန်ပြီးတော့လူဟာဂျပန်ကားကြည့်ရတဲ့အတိုင်းပါမှာ ကောင်းတာ ဂျပန်ကားထဲမှာမီးကစားတဲ့လူကြီးလေ ကတုံးကငါစီရတင်သွားအဲ့တော့ တကယ် တနေရာတည်းကိုအဲ့လိုချတဲ့အတွက်တိတ်မပူတော့ဘူး ကဲမင်းတော့ဂရီပြောရနောက်ဆိုတနေရာလေးပဲချပါတော့မယ် ဘာစကားတွေပြော မင်းတော့တင်လမ်းပြီးတိုင်ပြရ တိုင်မြင်စေဘလို့အခုနဲ့ကျွန်တော်နဲ့အဲ့ပြက်လုံးပြက်မှာဆိုကျွန်တော်တိုင်မြင်ရမှာဘာကိစ္စအမလမ်းတိုင်မြင်ရတာ သူကအဲ့လိုရှောက်ရှောက်ချလို့ဆိုပြီးပြော သူကဒီအဝတ်စားတွေပါကြအဲ့လိုစီစဉ်ပြီးရလေသူကဘယ်လိုလုပ်ရလဲဆိုတော့သူကမသိဘူးမသိတော့ဟိုကိုခင်လိုင်းအကိုလိုင်းမေးလိုက်ဘယ်လိုလုပ်ရတာလဲလို့မေးရ အခုတော့ကိုညင်းညမ်းလည်းဘာကြောင့်တနေရာလေးချလဲဆိုတော့ကျွန်တော်သိသွား ဟုတ်ပါပါပြဿနာမရှိဘူးပေါ့နော်ပူလည်းမပူဘူး တ ပေါ့ နေရာကျတော့အန်ရီယမရှိဘူးပေါ့ဒါလေထိုးနေရာအများကြီးတွားချတဲ့ခါကျတော့အန်ရီယများတယ် ပူတာပေါ့ပူတာပေါ့နော်ကဲကျေးဇူးတင်ပါဒါလေးကတော့ကျွန်တော်ဘူးတွေ့ရပါတယ်နောက်ကျွန်တော်စက်အုံမွေးနေတော့အားလုံးလည်းတနေရာလေးပဲချနိုင်ကြပါစေလို့ ပူလို့ဒီဘက်ကိုပြောပါ ဖျောင်းချက်ချတာ ကြောက်စက်ချတာဟောပြောတာ တ ပါ နေရာလေးချတာကိုမြင်နိုင်ပါစေ ဟုတ်ကဲ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်အခုတနေရာလေးချပြီးတဲ့နောက်ပိုင်းမှာဖျောင်းစက်တွေချပြီး နီးလန်းနေတင်ပေးပြီး ကျွန် တဲ့ တော် နောက် ဘ ပိုင်းမှာယ်မှာဘယ်လိုသွားမလဲမသိတော့ ဘုန်းတော်နောက်အဲ့လိုရှောက်ပြီးချမယ်ဆိုရင်ငါလည်းခေါ်ပါဘုန်းကြီးတော့ဆက်လိုက်ဘူး ကျွန်တော်စိုက်ကယ်ကယ်ရီစီးငါပြီးတော့အခုရှိကိုလာပူခိုင်းလိုက်ပါမယ်နော်အဲ့တော့ကျွန်တော်တို့ဘယ်ရောက်ကုန်လဲမသိဘူး စိုက်ကယ်ကယ်ရီနဲ့လာဖို့မယ်လို့ ဒါလေးကတော့ကျွန်တော်တို့ကရည်စရာပြက်လုံးလေးတွေကိုမှပြန်ပြီးတော့မှဒါတင်ပေးတာပေါ့နော်လုတ်ပုံလုံနီးလေးတွေတင်ပေးတာပေါ့နော်ဒါလေးရ တ တော့ ကယ်ဒါပညာဟုတ်တယ်သူကအပူရှိန်လေး ချိန်တော့သွားတာပေါ့ဟိုအဝေးရ ဒါလေးကဟိုတခုပညာကိုစီပါ ဟုတ်ကဲ့ပါ ကျွန်တော်တို့မသိတဲ့ဟာလေးတွေကတခါကြလို့ရှိရင်လျှို့ဝှက်ချက်လေးရှိနော်ဟုတ်တယ်လို့နေတာလျှို့ဝှက်ချက်ကလေးပေါ့နော် နီးလေးချတော့ပြဿနာသွားတက်တာပေါ့ဒီ ဒီ မှာ ချတော့အိမ်ကျော်တွေမချနဲ့လေဟိုဝေးဘာတွေပြောနေရလဲ ပြောင်းတက်အခုချပါတာ ပြောင်းစက်နဲ့မတူဘူးလို့ အခုဖျောင်းသက်ချသွားတယ်ဒီလောက်လေးကချသွားတယ်သူတို့တူချတာဟုတ်တယ် အနောက်ကိုကတ်ချတော့တိတာလားပေါ့နည်းလေးကိုမဟုတ်ခောက်ဝေးချတော့တိတ်မသိလိုက်ဘူး ဒါနဲ့ခဝေးရချတော့ကျတိုးတော့မမီဘူးပြောင်းလိုက်တိုးလာတော့မမီဘူးလို့ အဲ့ဘက်မှာကျွန်တော်အရှည်ရှာပေးမယ် ဘာတွေပြောနေမှလည်းမသိဗျာတော်တော်လေးညစ်ပတ်ပါကျွန်တော်တို့ဇက်ကုံညွန်နွားနေစေရတော့ဟုတ်ပါပြီအဲ့တော့အခုကတော့ကျွန်တော်တို့ယုံစားကြီးပဲဒရာမာချိုးရတော့မှာပဲ ဟိုရတယ်ကျွန်တော်တို့ဒီအခုဒီခါသားပညာရှင်တွေကဘယ်လောက်ပဲတောကတွေများနေများဘယ်လောက်ပဲစိတ်ညစ်နေနော်ကိုသွားလဲဆိုလဲစားလိုက်မပြောနဲ့လို့စိတ်ညစ်နေမလဲပြီးတော့ပျော်သွားတာပဲ ပျော်လို့နေရတာပေါ့ကြံဖန်ပြီးနေရတာပေါ့ ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ကအငုံမျက်လုံးအပြိုးမျက်နှာပိုင်ရှင်တွေပေါ့နော်
ကျွန်တော်ရင်ထဲမှာတစ်ခါကျရင်တောကတွေရှိတယ်လူတိုင်းကတော့အများနဲ့ပျော်ရွှင်နေရမဟုတ်ဘူးပေါ့နော်သို့တော်ညာလဲဒီတောကတွေကိုဖုံးပြီးတော့ကျွန်တော်တို့ပြည်သက်တွေကိုပျော်ရွှင်မှုပေးရတဲ့သူတွေဆိုတော့ပြည်သက်တွေပျော်ဖို့လေကျွန်တော်တို့အမြဲတမ်းပျော်ရွှင်အောင် လွမ်းလေးဆွေးတွေတောကတွေကိုအိမ်မှာထားခဲ့ရပြီးတော့ပြည်သက်တွေကကျွန်တော်တို့ဟာသပညာတွေပေးဆက်ရတယ်ဟုတ်တယ်ချို့အရာတွေမှာကျွန်တော်တို့နေတွေသွားကြတယ်တစ်ခါကျလို့ရှိရင်မိသားစုနဲ့ခွဲခွာကြတယ်တစ်ခါမှတော်တော်များများကျွန်တော်တို့တပင်တွေခွဲရပါတယ်မိသားစုနဲ့ဝေးကွာတဲ့အချိန်မှာကျွန်တော်တို့အိမ်မှာကြံခဲ့တယ်ကျွန်တော်နှစ်ပေါက်အောင်သွားကြတာဟုတ်ခရီးသွားကြတယ်အိမ်မှာကြံခဲ့တဲ့မိသားစုတွေကိုဆွေတွေမျိုးတွေကိုရဲ့မှာကြံခဲ့တဲ့ဆွေတွေမျိုးတွေကတခုခုကျမ်းမာရေးနေမကောင်းဆိုတော့ကျွန်တော်ပြန်လာလို့မလွယ်ဘူးလေစာချုပ်ချုပ်ထားတာကိုတစ်နှစ်တဝါသွားကြပြီးတော့ကြတော့အသက်မမီလိုက်တာတွေတောင်ရှိတယ်အဖေတွေအမေကျွန်တော်ဆိုအမေဆုံးတော့လည်းကျွန်တော်မမီဘူးမွေးသားအမေဆုံးတော့လည်းမမီဘူးအမေအရင်ဆုံးတော့လည်းမမီဘူးပေါ့အဲ့လိုမျိုးဖြစ်ပျက်တွေကကျွန်တော်တို့တပင်တွေမှာများသောအားဖြင့်ကြုံတွေ့ကြရတယ်ဟုတ်တယ်အဲ့တော့ကိုငင်းညာကိုကြီးတို့ရဲ့ဘဝမှာပေါ့အဲ့လိုမျိုးကြုံခဲ့ဘူးသလားကိုကျုံခဲ့ဘူးဆိုတာဒီအနုပညာလောကတွေကိုရောက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာအနုပညာကိုအရန်လဲချစ်တယ်အဖေဒီအမေလည်းအနုပညာကိုတန်ဖိုးထားတော့ဟုတ်ကဲ့ကိုယ်လည်းအနုပညာကိုအရန်တန်ဖိုးထားတယ်အဖေဆိုရင်အနုပညာကိုဘယ်လိုတန်ဖိုးထားလဲဆိုရင်သူ့ရဲ့ဝေယဝတ်ဆောက်ကိုလှုပ်ပေးနေရတယ်ဟုတ်ထားခဲ့ပွဲကရရှိရတော့ကငါလည်းမကြည့်ဘူးအဲ့လိုပြောခဲ့တာဘလောက်ထိရင်ထဲမှာစိုးနေအောင်ခံစားခဲ့ရလဲဆိုရန်ကုန်မြို့ပေါ်တွေနေ့နေကကြရတယ်ကြည့်ဟုတ်ကဲ့ညတနာရီ2နာရီဆိုရင်ပြီးပြီဟုတ်ကဲ့ညနေကကြတယ်ဒုံတော်မှာကတာဂီတာမှာကလမ်းဘရောကတရုတ်ဘုံကျောင်းတွေကမြို့ဘိုးတွေအများကြီးကနေရတဲ့အချိန်မှာအမေကနှလုံးရောဂါနဲ့ရန်ကုန်ဆေးရုံကြီးမှာဆေးရုံတက်နေရအဖေကဦးအတက်ပေါက်ပြီးတော့ခွဲရတယ်ပထမကြီးဦးတက်ပေါက်ခွဲပြီးဒုတိယကြီးကင်ဆာရောဂါနဲ့အဖေကလည်းဆေးရုံအမေကဒီဘက်ကအဆောင်အော်တပြိုင်နေကျော်စိတ်ရမကောင်းအမေကဒီဘက်ကအဆောင်အဖေကဒီဘက်ကအဆောင်ပါအဖေစီကိုမသွားနိုင်ဘူးအမေစီကိုလည်းမလာနိုင်ဘူးအဖေတို့မျိုးစီကောက်လာတာအဖေကမလာနဲ့အဖေနေလို့ကောင်းတယ်မင်းကမှလှုပ်ရှားရှိရလို့ပရိသတ်ကမင်းကိုတန်ဖိုးထားပြီးကြည်တာငါတို့သင်ပေးထားတဲ့ပညာငါတို့သင်ပေးထားတဲ့အနုပညာလူချင်းကိုထိုင်ပြီးကြည်ရတယ်ဆိုတာခံစားကြည့်တယ်နော်ဒါဆိုရင်ရုံဝင်ကပြီးကြည်ရတယ်အခုရုပ်ရှင်ဆိုရင်လည်းရုံဝင်ကပြီးကြည်ရတယ်လူချင်းကိုပတ်စံပြီးတန်ဖိုးထားပြီးလာကြည့်ကြတာအဲ့ဒီပရိသတ်ကိုမင်းစေနာအပြည့်အဝနဲ့မင်းရဲ့အနုပညာကိုချပြပါအဖေတို့ဒီကောင်းနေဒါလည်းအမေစီမလာနဲ့အမေရှိတယ်အမေကြီးကောင်းနေမင်းအဲ့မှာပရိသတ်ကိုလာဖြိုးပြီးမင်းအဲ့ဒီမှာဖြိုးလို့မင်းပရိသတ်ကမင်းကိုချစ်လို့အာကိုညညဟောင်းသဘောကျကြတယ်ချစ်တယ်ဆိုပရိသတ်ရဲ့မေတ္တာငါသားရဲ့မေတ္တာငါသားကျမ်းမာရဲ့အဖေတို့လာပြီးပြုစုလို့ရမယ်ကိုမှာပဲကဆိုလို့အဖေကိုဒီတိုင်းထားအမေကိုဒီတိုင်းထားပြီးတော့မြို့ထဲမှာကခဲ့ရကနေနဲ့ငါအဖေဘယ်လိုများနေလဲအမေဘယ်လိုများနေလဲတောကကြီးများအဲ့ဒီတောကကြီးတွေကိုခံစားပြီးတော့တကယ်ကိုလူရွှေတော်ပိသဆိုပရိသတ်ကိုအဲ့ဒီမျက်နှာကြီးကြီးအောင်အမျိုးမျိုးလှုပ်ပြခဲ့ရပွဲကလူပြီးရောအဖေတို့စီပြန်သွားအဖေတားလာနောက်ကြနေဖေဘလူနေလဲအသားလေးကခဲ့ပြီလားပွဲသိမ်းပြီလားဟုတ်ကဲ့ဒီအဖေဘာမှဖြစ်ဘူးသားအဖေဘာမှမဖြစ်ဘူးသားပြောတယ်သူကဝေးတာတွေအများကြီးခံစားနေရတာကိုတားသိမ့်ပါဆိုလို့မပြောအမေရတဲ့သူလည်းလောရောကရှင်နေမှာခံစားနေရတက်ချူကြက်နေတာဟုတ်မပြောအမေနေကောင်းနေပြီပဲပြောတယ်မျက်စိရည်တွေနဲ့အမေကအရင်ဆုံးတယ်အမေပြီးတော့အဖေဆုံးတယ်ကိုမျက်စိရည်တွေအဖေနဲ့အမေကဆုံးခဲ့ရအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အဖေအမေအရန်ချစ်တဲ့အမှုပညာသူတို့ပေးခဲ့တဲ့အမှုပညာအမွေကိုဒီအမွေတွေကိုဆက်ပြီးထိသိမ်းနေပေးတဲ့ကြီးကိုဖြိုးပြတရားရင်ကိုဒီထဲမှာကျင့်တတ်နေတာပါအဲ့တော့ငါတို့တွေတတ်ထားခဲ့တဲ့အမှုပညာအမွေတွေငါတို့ကဒီတိုင်းနေမှာအသက်ကတဖြည်းဖြည်းကြီးလာပြီတေးရတော့မှတို့တည်သွားတဲ့အချိန်ခါမှာ
ကြံခဲ့တဲ့ငါတို့ညီလေးတွေငါတို့သားလေးတွေကအဲ့ဒီငါတို့ရဲ့အမှုပညာအမွေငါတို့မျက်နှိုးတဲ့လူရွှင်တော်ဆိုတဲ့ဟာသပညာကြီးကိုဆက်လက်ပြီးတော့ထိမ့်သိမ်းရင်းနဲ့နောင်လာတဲ့လူရတဲ့ကလေးကိုလည်းဖြန့်ဝေပေးနိုင်အောင်ဂရုစိုက်ပါနော်အဲ့တော့ပြောချင်တာကအခုခေတ်ကလွယ်တယ်ဟိုတုန်းကဆိုငါတို့ပြက်လုံးတစ်လုံးလိုချင်တယ်ဆိုရင်ရှားသမားစီမှာတွားပြီးကျွန်တော်အဲ့ပြက်လုံးလိုချင်လို့ပါလို့တွားရှာအခုခေတ်ကတော့လွယ်တယ်လေသားရဲ့ ခလုတ်တစ်ချက်နှိပ်လိုက် ဖုန်းလေးမှာကြည့်ပြီးတော့ဦးငင်းချမ်းကြည့်ကြည့်တယ်ဆိုကောက်လက်လက်ထောက်ထောက်ဦးငင်းချမ်းကိုခိန်လန်တို့ဟာသားကြည့်ကြည့်နေထောက်ထောက်ပေါ်လာပြီတွက်လက်တွေပြောတဲ့ဟာလေးထောက်ထောက်ပေါ်လာဒါပေမဲ့ခင်လန်ရဲ့အဲ့ဒီပြက်လုံးတစ်လုံးရအောင်တွက်လက်တို့အဲ့လိုပြက်လုံးတစ်လုံးရအောင်ဘလို့ဖန်တီးခဲ့ကြတယ်ဘလို့လောက်ခတ်ကြတယ်ဆိုရအရာတော်သူမသိအဲ့တော့နောက်လာတဲ့မျိုးသစ်တွေကအဲ့ဒါလေးကိုကြည့်ပြီးတော့မင်းအဲ့လိုမင်းကိုခင်လန်နေရနေမင်းကိုတွက်လက်နေရနေငါးဘယ်နေရနေဘလို့လုံးမတွေ့တာလို့တဲ့အခါကျတော့ထန်ကရိုင်းမကြောက်ဘူး မှန်ပါတယ် နော်ဆရာမပြမပြဘုတ်တောင်နီးမကြဘူးဟုတ်ကဲ့အဲ့လိုပဲအဲ့တော့ဒီခေတ်ကလေးတွေကိုလည်းပြောပြခြင်းနဲ့တကယ်ကိုပြက်လုံးတစ်လုံးလိုချင်နေဆိုရင်တကယ်တက်တွန်းနားလေတဲ့ပညာရှင်စီမှာဆရာသမားစီမှာနိနာနိတရားကိုခံယူရမျက်နာဘလို့လဲလေရဘလို့လဲအယူဆပြက်လုံးအယူဆသဘောကဘာလဲဆိုသိအောင်အဲ့တော့တပတ်တိပြောချင်တာကတို့လူရှင်တို့ပညာကိုမျက်မျက်နှုံနဲ့တန်ဖိုးထားပြီးလေ့လာတော့မှဆိုရင်နံပါတ်1စနစ်တကျသင်ယူပါသင်ယူပြီးစနစ်တကျသေချာမှတ်သားပါမှတ်သားပြီးအဲ့ဒီပြလူလေးကိုလေ့ကျင့်ပါလေ့ကျင့်ပြီးပေးတတ်ပြီးရှေ့မှာအသုံးချပါအဲ့တော့သင်ယူပါမှတ်သားပါလေ့ကျင့်ပါအသုံးချပါဆိုတဲ့အဲ့ဒီစကားလေး၄ခုကိုညီလေးတို့ကကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ပေါ့နော်ညီလေးတို့မေတ္တာစကားလက်ဆောင်လေးပါခဲ့သလိုနောင်လာမယ့်မျိုးဆက်တစ်ကလေးကိုလည်းညီလေးတို့ကတစ်ဆင့်စကားတစ်ဆင့်နဲ့အဲ့လိုလက်ဆင့်လေးကမ်းပြီးတော့တို့ဟာသပညာရှင်ကြီးကိုဒီဟာသပညာကြီးကိုအတွန့်ရှည်အောင်ဆက်လက်ပြီးတာဝန်ယူပေးကြပါ ကျေးဇူးတင်ပါတယ်ဒီနေ့ဘူးသူတိုင်းလည်းရပါတယ်ဒီဆုံးမစကားလေးကိုလည်းကျွန်တော်တို့ရဲ့ညီငယ် generation နော် next generation လေးညီငယ်လေးတွေလည်းမှတ်သားပါအဲ့တော့ပညာရှင်တွေကျွန်တော်တို့ဒီက drama ချိုးတာမဟုတ်ပါဘူးเนาะကျွန်တော်တို့ရဲ့ဒီသဘင်တွေမှာခန်းစားရတဲ့ခန်းစားချက်လေးတွေကိုပြည်သက်တွေကိုသိစေခြင်းတဲ့အတွက်မျှဝေတာပါကျွန်တော်တို့သဘင်တွေတော်တော်များများဒီလိုအတွေ့အကြုံတွေခန်းစားကြရပါတယ်ကဲအဲ့တော့အခုချိန်မှာတော့ကျွန်တော်တို့ရဲ့ပါဝင်ပေးသွားတဲ့ဟာသပညာရှင်ဦးငင်းညံကိုဂါရဝပြုမဲ့အစီအစဉ်ရောက်လာပါပြီဟုတ်ကဲ့ပါလက်ဆောင်ပစ္စည်းများချင်းမြင်ပေးဖို့အတွက်ရွှေဖေဦးအသင့်ဖြော်လက်ဖက်ရည်စက်ရုံမှစက်ရုံမှုနဲ့တကွာတာဝန်ရှိသူများကိုလေးစားခင်မင်စွာနဲ့ဆင်းမကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာရပါခိုင်းတော့ဒီလာရမှာအခုလိုလက်ဆောင်ပစ္စည်းများဂါရဝပြုချင်းမြင့်ပေးပါတော့ရွှေဖြူအသင့်ဖြော်လက်ဖက်ရည်မှတာဝန်ရှိတဲ့ဝန်ထမ်းများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်တို့ဟာတောင်းဝင်ကမိသားစုနဲ့တကွရွှေဖြူနဲ့တကွပြီးတော့နမ်းမြိုင်ကော်ဖီတို့ကနေပူပေါင်းပြီးတော့ဂါရဝပြုမဲ့ဂါရဝပြုငွေလေးကိုပေးပြီးချင်းမြင့်ပေးဖို့အတွက်ဟာတောင်းဝင်ကရဲ့မင်းသမီးလေးများဖြစ်ကြတယ်စုမြတ်ပိုင်းနဲ့ဖူဖူကိုလေးစားခင်မစွာနဲ့ဆင်းမကိုဖိတ်ခေါ်ပါတယ်ဗျာအန်ကိုတိုင်းဒီနေ့ဟာတောင်းဝင်ဝါရဲ့သူတို့ပြောတဲ့သူတို့ကအစီအစဉ်မှာပါဝင်ပူးပေါင်းပြီးတော့ဖြောပြတင်ဆက်ပေးခဲ့တဲ့ဟာတောင်းဝင်ဝါနော်မိသားစုကနေပြီးတော့အတွက်ဦးငင်းချမ်းကိုဂါရဝပြုငွေလေးပါခင်ဗျာတာဓုပါတာဓုပါဒါနှစ်ခုပါနော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရွှေပြည်ဦးနမ်းမြိုင်ကော်ဖီကနေပြီးတော့ဦးကြီးနဲ့တွေ့ကျွန်တော်တို့ကြောတဲ့အမှုပညာငွေကြီးလေးပါဟုတ်ကဲ့ပါဒီမဲတင်ပါလေဒီရဲ့တမန်တပိဒေသနာကြီးတော့ဝါသဘာကြီးတော့ကျွန်တော်တို့ညီပေးလမ်းမြဖြစ်တော့အကိုဆရာပေါ့နော်ကာယကံဝစီကမနှောကံကံသုံးပါးနဲ့တည်ရဖြစ်စီမတည်ဖြစ်စီရွေချက်ရှိဖြစ်စီရွေချက်မရှိပြမမိတာရှိရင်ခွင့်လို့ပါအနဝဇန္တိအပြည့်မရှိအားလုံးခွင့်လို့ပါတယ်ဒီနေ့မှစလို့မကောင်းတော့မကောင်းတော့ရမကောင်းတော့ဥပဒဏ်ဖယ်ရှားလို့ကောင်းတော့တိတ်ကောင်းတော့နေကောင်းတော့အိမ်မနဲ့ကောင်းတော့လက်လာပါနဲ့ရှင်ပြကြပါစေအလုတ်ကအကြံကြီးများထောက်မြအောင်နေပြီးပစ္စည်းဥစ္စာရတနာရွှေငွေဆံရည်စဘာဒီအလားကဲ့သို့တနေ့ချတွေ့တက်ပြီးစိတ်ချမ်းသာကိုကျမ်းမှာဘေးဥပအန်တဲ့ကင်းရှင်းစွာကတ်ကြီးသုံးပါးမှာကြော်လွားနိုင်ပြီးအလှူရည်ဆက်လက်နဲ့မကွာလှူဒန်းနိုင်တဲ့ပျော်ရွှင်စရာမိသားစုဘဝကြီးကိုအများဆုံးရရှိကြပါစေဗျာဒီတဲ့ဆုနေပြပါစေကိုလည်းတက်ရှိကျမ်းမှာပြီးတော့အခုဝါသနာပါတဲ့အနုပညာဘဝခေတ္တတစ်လျှောက်လုံးမှာပျော်ရွှင်ချမ်းမြေ့စွာအနောက်ရှက်ကင်းကင်းတပည့်သားသမီးနဲ့ပျော်ရွှင်စွာအောင်မြင်စွာဖြတ်သန်းနိုင်ပါစေဆုတောင်းတဲ့ဆုနဲ့ပြည့်ရပါစေဗျာဒီတူလိုက်တယ်ဟ
ဟာတော့ဝင်ပါဦးအချိန်ပေးဆောင်မျိုးကြည့်ရှုနေတဲ့ပြည်သက်များအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အခုအချိန်မှာတော့ကျွန်တော်တို့ဒီနေ့မှာတော့ဟာတော့ဝင်ပါမိသားစုရဲ့ကျွန်တော်တို့သူတို့ပြောတဲ့သူတို့ပါဆိုတဲ့အစီအစဉ်ကောင်းတွေကိုပြည်သက်တွေကြည့်လိုက်ရလို့အားရနှစ်သက်လိမ့်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒါကြောင့်မလို့ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ရဲ့ဆရာကြီးဦးငင်းရဲ့အလှည့်ပြီးသွားတဲ့ခါမှာနောက်တစ်ခါမှာသူတို့ပြောတဲ့သူတို့ဘွားဆိုတဲ့အစီအစဉ်မှာဘယ်လိုလူရှင်တော်မျိုးတွေရောက်ရှိလာအောင်မလဲဆိုတော့ပြည်သက်တွေလည်းမျှော်လင့်လာပါပြီဗျာဒါကြောင့်ကျွန်တော်တို့ရဲ့ဖြောပြတင်ဆက်မှုရဲ့အစီအစဉ်လေးဒီနေရာမှာပဲကျွန်တော်ခိတ္တခဏနားရင်းနဲ့နောက်တဲ့အစီအစဉ်လေးတွေဆက်လက်ရှုစားအားပေးကြပါဦးဗျာ